အားလုံးပဲမင်္ဂလာပါနော်ဒီနေ့ဗီဒီယိုဖိုင်လေးကတော့ကျွန်တော်ဒီလာမယ့်ညပေါ့နော်ဒီလာမယ့်ညဆိုတာဒီညနော်ဒီညမှာကျင်းပမယ်အာဂျင်တီးနားနဲ့ကျွန်တော်စပိန်နော်စပိန်နဲ့အာဂျင်တီးနားရဲ့ဗိုလ်လုပွဲတင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့အမြင်ကျွန်တော်ရဲ့သုံးသပ်ချက်လေးကိုပြောပြပေးမယ်ပြီးတော့ကျွန်တော်မနေ့ကနဲ့ဒီနေ့မှာကျွန်တော်သွားခဲ့ရတဲ့ခရီးလမ်းအနေနဲ့ပတ်သက်ပြီးတော့ကျွန်တော်အကျဉ်းလေးပြောပြပေးမယ်ပထမဆုံးအနေနဲ့ကတော့အာဂျင်တီးနားနဲ့စပိန်ပွဲပေါ့ဒီပွဲနှစ်ပွဲမှာဒီပွဲပေါ့နော်ဒီပွဲမှာဒီအာဂျင်တီးနားစပိန်ကန်တဲ့ဗိုလ်လုပွဲမှာကျွန်တော်ကတော့ဒီတစ်ခေါက်ကမ္ဘာဖလားနဲ့ပတ်သက်လို့ပြောရမယ်ဆိုရင်ဒီသူတို့အားလုံးပေါင်း39ရက်လောက်ကန်တဲ့တဲမှာကျွန်တော်တပွဲမှာအစအဆုံးမကြည့်ဖြစ်ဘူးเนาะဒါပထမဆုံးဝန်ခံချက်ပေါ့နော်အဲ့တော့ကျွန်တော်ရဲ့ပေါ့နော်သုံးသက်ချက်တွေကမှားဖို့ကရာခိုင်နှုန်းများပါတယ်ဒါပေမဲ့ကျွန်တော်ဘက်မှာလည်းယုံကြည်ချက်တစ်စုံတရာတော့ရှိရဲ့အဲ့ဒါပါလဲဆိုတော့ဟိုးလွန်ခဲ့တဲ့နှစ်တွေတုန်းကပြီးခဲ့တဲ့2022ကမ္ဘာဖလားတုန်းကလည်းကျွန်တော်ဘောလုံးပွဲတော်တော်များများကြည့်ပြခဲ့တာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်မှာဘောလုံးပွဲကြည့်ဘူးတဲ့အခမ်းတော့ရှိတယ်ဘောလုံးပွဲတွေကိုသဘောကျတတ်တဲ့စိတ်ဘောလုံးပွဲတွေကိုကြည့်တဲ့ပေါ့နော်ဘောလုံးပွဲတွေရဲ့အမှုပညာကိုခန်းစားတတ်တဲ့စိတ်ကတော့ကျွန်တော်မှာရှိတာတော့သိတာတယ်အဲ့တော့တူတူနဲ့လူရင်းပြောရမယ်ဆိုရင်တော့စီမီနှစ်ပွဲကိုကျွန်တော်ခံမှန်းတာကွက်တိမှန်ခဲ့ပါတယ်နော်အာဂျင်တီးနားနဲ့အင်္ဂလန်ကန်တဲ့ပွဲမှာအာဂျင်တီးနားကပွဲချိန်တွင်နိုင်သွားမယ်လို့ကျွန်တော်ခံမှန်းတာကွက်တိမှန်တယ်ပြီးတော့စပိန်နဲ့ပြင်သစ်မှာဆိုလို့ရှိရင်လည်းစပိန်နိုင်သွားမယ်လို့ကျွန်တော်ခံမှန်းခဲ့တာကွက်တိမှန်တယ်အဲ့ကကြတော့ကျွန်တော်ဒီဘိုလ်ပွဲနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်ခံမှန်းခြင်းတယ်နော်စပိန်နဲ့အာဂျင်တီးနားမှာနှစ်သိန်းလုံးကတော့သူ့အနေနဲ့သူကောင်းတယ်ဒါပေမဲ့အာဂျင်တီးနားရဲ့ဒီနှစ်ကစားပုံကိုကြည့်ရတာပြီးခဲ့တဲ့2022ကမ္ဘာဖလားချန်ပီယံရခဲ့တဲ့ဘောလုံးပွဲတွေနဲ့တော့မတူဘူးဆိုတာသူကဒီတစ်ခေါက်မှသူတို့ကပို့ပြီးတော့စိတ်သက်ပြင်းပြတယ်ဒီချန်ပီယံဆုကိုကာကွယ်မှာဖြစ်တဲ့အတွက်ကြောင့်သူတို့ရဲ့စိတ်သက်ကဒီအမြင့်ဆုံးကိုရောက်နေရပါတော့နောက်တော့သူ့မှာအဓိကဒီအလှည့်ပြောင်းကဒီမက်ဆီပေါ့နော်လီယိုနယ်မက်ဆီဆိုတာကဒီကမ္ဘာဒီဘောလုံးသမိုင်းမှာသူကတစ်ခေတ်မှာတယောက်ပဲရှိခဲ့ဘူးတာဟုတ်သူတို့ဒီအာဂျင်တီးနားနိုင်ငံအတွက်ဆိုလို့ရှိရင်လည်းဒါမက်ဆီကနှစ်ဖျားပဲပေါ့နော်ဒီမာရာဒိုနာပြီးတော့ဒါမက်ဆီကနှစ်ဖျားဖြစ်ခဲ့တယ်အခုလည်းဖြစ်နေသေးပေါ့နော်နောင်လည်းဖြစ်နေအောင်ပါပေါ့အဲ့တော့ဒီနှစ်တရာမှာတယောက်ပေါ်နိုင်ခဲ့တဲ့ဒီလီယိုနယ်မက်ဆီကိုပိုင်ဆိုင်ထားတဲ့အာဂျင်တီးနားကဒီတစ်နှစ်မှာလည်းဗိုလ်လုပွဲညင်တွေမှာစပိန်ကိုအနိုင်ယူပြီးတော့ဒုတိယအကြိမ်မြောက်ကမ္ဘာဖလားကိုသိမ်းပိုက်သွားမယ်လို့ကျွန်တော်ယုံကြည်မိတယ်သို့တော့တချို့အချက်လက်လေးတွေတော့ရှိတယ်တကယ်လို့ဒါဒီပွဲမှာစပိန်ကဒါဂိုးသွင်းတေချာပြီးတော့တကူတွေမကပဲနဲ့နှစ်ကူနော်အဲ့လိုမျိုးပြတ်သွားပြီဆိုလို့ရှိရင်တော့အာဂျင်တီးနားပြန်လာဖို့ခဲရင်ပါလိမ့်မယ်တကယ်လို့အဲ့လိုမဟုတ်ဘဲနဲ့စပိန်ကဒါတကူပဲသွင်းနိုင်ပြီးတော့အင်္ဂလန်နဲ့ပွဲနှုန်းကလိုပဲအင်္ဂလန်အာဂျင်တီးနားပွဲနှုန်းကလိုပဲအင်္ဂလန်လိုမျိုးပဲဥရောပအသင်းတွေရဲ့ထုံးစံတိုင်းပဲနောက်မှာခန်းစစ်အထိုင်ဘတ်စကာကစားကွက်နဲ့တုံ့ပြန်မယ်ဆိုလို့ရှိရင်တော့9ပါးနဲ့မကပဲနဲ့10ပါး15ပါးလောက်မှောက်သွားပါလိမ့်မယ်ဆိုလိုချင်တဲ့သဘောကအဲ့ဒီချိန်ကျရင်အာဂျင်တီးနားရဲ့ထုံးစံတိုင်းပဲကမ်ဘက်ပြန်လာပါလိမ့်မယ်အဲ့လိုမျိုးဆိုလို့ရှိရင်တော့3-1လို့နိုင်တာမျိုး3-2လို့နိုင်တာမျိုးလည်းဖြစ်နိုင်တယ်တကယ်လို့ဂိုးတွေအပြန်အလှန်တွင်းနေပွင့်သွားမယ်ဆိုလို့ရှိရင်တော့4-3နဲ့3-4နှစ်ခုတည်းကတစ်ခုနဲ့ပွဲသိမ်းပါလိမ့်မယ်အဲ့တော့ကျွန်တော်ရဲ့နောက်ဆုံးခံမှန်းချက်ကတော့အာဂျင်တီးနားနိုင်မယ်4-3လောက်နဲ့ဂိုးကပြီးသွားပါလိမ့်မယ်တကယ်လို့အခြေအနေအချိုးအကြောင်းတွေမတိုက်ဆိုင်ခဲ့ရင်စပိန်က4-3နဲ့ပြန်နိုင်တာမျိုးလည်းဖြစ်နိုင်တယ်အဲ့တော့ဒီနှစ်ခုတည်းကတစ်ခုဖြစ်မယ်လို့တော့ကျွန်တော်ခံမှန်းခြင်းတယ်နောက်တစ်ခုကတော့ကျွန်တော်ရဲ့ခရီးရှည်ပေါ့နော်ခရီးရှည်မနေ့ကကျွန်တော်ဟိုဒီမန္တလေးကစောင်းဆိုင်ကနေပြီးတော့စောင်းပါတယ်စောင်းမှာတော့အရင်ပို့နေကြတဲ့အတိုင်းပဲကျွန်တော်ရန်ကုန်မူရာကြီးကိုတော့ပို့ဖို့အတွက်ကြိုးစားတယ်ဒါပေမဲ့သိတဲ့အတိုင်းပဲရန်ကုန်မူရာကြီးမှာဆိုင်ကန်းတွေကဖြတ်ထားတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ပို့ရမယ့်ဒီကားဂိတ်ပေါ့နော်ကားဂိတ်ဒီအထုပ်တွေလက်ခံမဲ့နေရာကရောမင်းကြီးလမ်းထဲမှာဖြစ်နေတယ်အဲ့တော့တိတ်တော့အဝေးမဟုတ်ဘူးပေါ့နော်ကျွန်တော်သွားနေကြတဲ့အတိုင်းပဲဒီသမရရုပ်ရှင်ဟိုမှာဆင်းလိုက်တယ်ပြီးတော့ရောမင်းကြီးကိုကျွန်တော်စာအုပ်ပုံကြီးထမ်းပြီးတော့ကျွန်တော်သွားပို့လိုက်တယ်သွားပို့ရင်လည်းကျွန်တော်ကနော်ဆိုရေးရှိကဆိုအဲ့လာပေါ့နော်ကျွန်တော်ဗာပြောမှလဲဆိုတော့တဖြည်းဖြည်းနဲ့သဘောပေါက်လာပါလိမ့်မယ်အဲ့နဲ့ကျွန်တော်မြို့ထဲရောက်တော့ပေါ့ငါတော့ဒီကန္နာမမှာကျွန်တော်ဟိုဟာဒီအဟောင်းဈေးရှိတယ်လေအဲ့မှာကျွန်တော်ပစ္စည်းလေးတွေတွက်ကြည့်မယ်ကွန်ပျူတာနဲ့ပတ်သက်ပြီးတော့ကျွန်တော် mouse လေးတွေနော်ဒီဟို keyboard လေးတွေအဲ့ဒါလေးတွေလိုချင်တာလေးတွေရှိတယ်အဓိကရည်ရွယ်ချက်ကတော့ကျွန်တော်မှာဒီ keyboard တစ်ခုအတွက်ကိုသူကဘယ်လို USB ဒွန်ကယ်ပေါ့USB ဒွန်ကယ်တခုကအရေးတကြီးလိုအပ်နေတယ်တကယ်လို့အဲ USB ဒွန်ကယ်အဲ့ဒီကျွန်တော်လိုချင်တဲ့ဟိုဟာပေါ့ဒစိမ့်ကိုဒါကွက်တိရမယ်ဆိုလို့ရှိရင်ကျွန်တော်အိမ်မှာရှိနေတဲ့ USB ဟိုဟာပေါ့ဒီဒွန်ဟိုဟာပေါ့ဒီ keyboard ပေါ့နော် keyboard ကသူက touch screen လည်းပါတယ်right click left click လည်းပါတာဖြစ်ကြောင်းကျွန်တော်အဲ့ဒါကို inventor ကလိကျင်နေတယ်အဲ့တော့လိုရင်းပြောရမယ်သူအဲ့ဒါနဲ့ကျွန်တော်ကတွားရှာတာမတွေ့ခဲ့ပါဘူးမတွေ့ခဲ့ပေမဲ့ကျွန်တော်ကရှာရှည်ပြီးတော့ကျွန်တော် mouse 3ခုကိုဝယ်ခဲ့လိုက်မိတယ်အဲ့ဒါကဇလန်းရဲ့အစပဲပေါ့နော်ဒီ gaming mouse ကတစ်ခုနောက်ပြီးတော့ USB mouse Sony mouse ကတစ်ခုနောက်တစ်ခုကကျတော့အဲ့လိုပဲသူကဒွန်ကယ်နဲ့ပဲ mouse တစ်ခုပေါ့နော်သူကအထဲမှာကျွန်တော်ကဒွန်ကယ်ကိုတေချာစစ်တယ်ဒွန်ကယ်ပါတယ်ဒုံငယ်ပါတော့ကျွန်တော်ကစိတ်ရေးလေရေးပဲအင်ရောက်ရင်တော့ဒါလေးကို plug ထိုးပြီးတော့ကျွန်တော်သုံးလိုက်ရင်အဆင်ပြေသွားမှာပဲလို့ထင်တာ
ဒါပေမဲ့ညမှာကျွန်တော်ညအိတ်မပြောတဲ့ကိစ္စဖြစ်လာပြီညအိတ်မပြောတဲ့ကိစ္စဆိုတခြားမဟုတ်ဘူးအဲ့ mouse 3 ခုလုံးက3 ခုလုံးဘာတစ်ခုမှအလုံးမလုံးဘူးသူတို့နဲ့လူရင်းပြောရမယ်ဆိုရင်တော့ကျွန်တော်အဲ့နဲ့ဒီနေ့မှာထပ်သွားတယ်ထပ်သွားတော့ကျွန်တော်ဒီတခါတော့ကျွန်တော်ကျိုးနဲ့ဟာကျိုးမဲ့ပေါ့နော်ကျိုးမဲ့ဒွန်ကယ်ဟာကိုကျွန်တော်အယုံကြည်မရှိတော့ဘူးပြောမယ်ဆိုတော်တော်လန့်သွားပြီပေါ့နော်အဲ့နဲ့ကျွန်တော်မနေ့ကကျွန်တော်အဲ့ဆိုင်ဒီဇိုင်မှာတွေ့ခဲ့တဲ့ဒီ Fujitsu ပေါ့ဒီမှာ mouse တွေ့လိမ့်မယ်Fujitsu mouse လေးဒါ Fujitsu ကဒါဂျပန်ပဲပေါ့နော်ဒါပေမဲ့ဂျပန်ဆိုမြဲဒါကတော့ made in China ပါပဲနော် made in China ပဲဒါပေမဲ့အရေးသွေးလေးကောင်းတယ်ပေါ့အဲ့နဲ့ဒီ Fujitsu က तू ကအားတာချက်က तू ကပါကျိုးနဲ့ तू က plug and play ပဲအဲ့တော့ तू ကပြက်ကိုရောင်းဖို့ရာခိုင်နှုန်းနည်းတယ်ပေါ့ပြောချင်တာplan and play ဖြစ်တဲ့အတွက်ကြောင့်အကောင့်ရဖို့ရာခိုင်နှုန်းများတယ်အဲ့နဲ့ကျွန်တော်ဒါလေးကိုအရေးဆုံးပြီးတော့ဝယ်ခဲ့လိုက်တယ်အဲ့နှစ်ခုကလည်းနှစ်ခုဝယ်ခဲ့လိုက်တာနှစ်ခုလုံးအဆင်ပြေတယ်ဆိုတော့ကျွန်တော်ဒီနေ့မှာတော့ကျွန်တော်အောင်ပွဲနဲ့အတူတူပြန်လာခဲ့ပြီပေါ့နော်အဟောင်းဈေးကနေနောက်တစ်ချက်ကကြတော့ကျွန်တော်မနေ့ကပြောတဲ့ဒီ mouse 3 ခုmouse 3 ခုကိုကျွန်တော်အဲ့ဆိုင်မှာပဲပြန်ပြီးပြောကြည့်တယ်ပြောကြည့်ပြီးတော့ကျွန်တော်သူနဲ့ညှိကြည့်တယ်ညှိကြည့်ပြီးတော့ကျွန်တော်ကျန်တဲ့ပစ္စည်းနဲ့လဲခဲ့တယ်လဲခဲ့တော့ကျွန်တော်ဘာနဲ့လဲခဲ့လဲတော့ကျွန်တော်ဒီဟိုပါပေါ့နှစ်ချက်နော်နှစ်ချက်ဒီဟိုဟာဘယ်လိုဒီ USB နှစ်ချက်နော် USB နှစ်ချက် A4 တက်တစ်စိတ် USB နှစ်ချက်တစ်ခုလဲတစ်ခုရယ်နောက်တစ်ခုကကျွန်တော်တို့ဒီအညှော်ဆုပ်တဲ့ပန်ကာလိုဟာမျိုးအဲ့ဒီပန်ကာပေါ့နောက်ဖေးတွေမှာလीနောက်ဖေးတွေမှာအိမ်သာတို့ဘာတို့မှာတက်တဲ့အညှော်ဆုပ်ပန်ကာအဲ့ဒါကိုဝယ်ခဲ့တယ်ဝယ်ခဲ့တော့အဲ့နှစ်ခုကိုကျွန်တော်အလိုက်ပေးပြီးလဲခဲ့တာပေါ့လဲခဲ့ပြီးတော့ကျွန်တော်အိမ်ပြန်ရောက်တဲ့ခါကျတော့ကျွန်တော်စမ်းတက်ကြည့်တဲ့ခါကျတော့နှစ်ချက်ကကောင်းတယ်နှစ်ချက်ကကောင်းတယ်ဆိုနှစ်ချက်က functioning ဖြစ်တယ်အတန်လဲကြားရတယ်အဲ့ခါကျတော့ကျွန်တော်တော်တော်လေးပျော်သွားတယ်အဲ့နဲ့နောက်ဆုံးတစ်ခုပဲကြံတော့တယ်နောက်ဆုံးတစ်ခုကြံတဲ့အချိန်မှာဒီဟိုဟာပေါ့ဒီဟိုဟာဒီမီဂိုနော်မီဂိုတွေကိုအပြင်ထုတ်ပေးတဲ့အငွေးစုပ်တဲ့ဟိုဟာပေါ့ဖုံစုပ်ပန်ကာလားဘယ်လိုခေါ်မလဲနော်ညှော်နော်ညှော်ထုတ်တဲ့ပန်ကာအဲ့ပန်ကာကိုစမ်းတော့မလင်းဘူးဟိုမလဲဘူးဆိုတော့ကျွန်တော်တော်တော်ရင်ထိတ်သွားတယ်ဟာသူကလည်းပြောတော့ကဒီလိုပြောတယ်ဒါဒုံးရောင်းတာနော်တဲ့ဒါကျွန်တော်လည်းဘာမှမစမ်းခဲ့ရဘူးတဲ့အိမ်မှာမီးမလာလို့တဲ့အမှန်တော့မီးမလာဘူးဆိုတော့ဘယ်ရှိပါမလဲနော်ဆိုလိုတာကဘယ်လိုလုပ်ပြီးတော့ရန်ကုန်မြို့ကြီးမှာမီး24နာရီမလာတဲ့နေရာရှိမှမရှိတာအဲ့တော့ဒါက तू ကသဘောတရားအနေနဲ့ပြောတာပေါ့လေဆိုလိုတာကပြက်နေနေ तू လဲပေးစရာအကြောင်းမရှိဘူးပေါ့သူ့ဘက်ကကြိုကာတာတော့ကျွန်တော်လည်းကန်ဆိုးကန်ကောင်းဆိုပြီးဝယ်ခဲ့လိုက်တာအဲ့တော့ပြောရမယ်ဆိုရင်ကျွန်တော်အဲ့ဒီဟာကျွန်တော်ရဲ့ပညာရက်ပေါ့နော်ပညာရက်ဆိုတခြားမဟုတ်ပါဘူးကျွန်တော်အဲ့ဒါလေးအထက်ကပလက်ပေါက်လေးပါဟိုသူ့ရဲ့ဒီမီးခလုတ်ခုံကျွန်တော်ဖွင့်ကြည့်လိုက်တယ်ဖွင့်ကြည့်လိုက်တော့အထက်မှာကျိုးပြက်နေတော့ကျွန်တော်နည်းနည်းစိတ်ထဲမှာစိတ်ချမ်းသာပါတယ်ဆိုလိုချင်တဲ့သဘောကဒီကျိုးကိုပြန်ဆက်လိုက်တဲ့သူပန်ကလဲနိုင်တယ်ပေါ့အဲ့ဒါတခုနောက် तू ကဒီဟိုဟာပေါ့ခလုတ်အဖွင့်ပိတ်ပါတဲ့ဟာအဲ့မှာလဲ तू ကကျိုးကပြက်နေတယ်နောက်တစ်ချက်ကကျွန်တော်ပလက်ပေါက်နေရပလက်ပေါက်နေရတဲ့ဆိုတိုင်းဟိုဟာပေါ့ဒီဟိုဟာလေကျွန်တော်ပလက်ပေါက်မှာဆော့ကတ်နေရမှာလဲကျိုးကပြက်နေအဲ့တော့ကျွန်တော်နှစ်နေရာလုံးပြင်လိုက်ပြီးတော့ကျွန်တော်တေချာလေးပြန်ပြီးတော့ပိတ်လိုက်တဲ့ခါကျတော့မီးပြန်ဖွင့်ကြည့်တော့ပန်ကလဲတယ်အဲ့တော့ပျော်လိုက်တာမှပြောမနေနဲ့ပေါ့နော်အဲ့တော့ဒီ mouse ဇုံကိုကျွန်တော်ဒီဟာလေးနှစ်ခုနဲ့ကျွန်တော်ငွေလိုက်ပေးပြီးလဲလိုက်ရပါမယ်ကျွန်တော်တို့ဆုံးရှုံးမှုမဖြစ်တော့ဘဲနဲ့အဆင်ပြေတာယာသောနေ့တစ်နေ့ဖြစ်သွားတယ်ပေါ့နော်မနေ့ကကျွန်တော်တို့ကပြတ်သက်တာနေ့ဆိုလို့ရှိရင်ဒီနေ့ကကျွန်တော်တို့ရဲရတာနေ့တစ်နေ့ဖြစ်သွားတယ်ပေါ့နော်ဒါလေးကိုကျွန်တော်ရဲ့ဟိုဟာပေါ့နော်တွေ့ကြုံခဲ့ရတဲ့တွေ့ကြုံလေးကိုကျွန်တော် sharing လုပ်ပေးတာဖြစ်ပါတယ်အဲ့တော့မှားကျင်တာလေးတစ်ခုတော့ရှိတယ်အဲ့ဒါဘာလဲဆိုတော့နော်အဟောင်းသေးမှာကျွန်တော်တို့ဈေးတွေဝယ်တဲ့အခါကျရင်ပစ္စည်းတော်တော်များများအဆင်မပြေတာများပါတယ်နော်အဲ့တော့ကျွန်တော်တကယ်ချင်းပြောတဲ့စကားနဲ့ပြောရမယ်ဆိုကန်ဆယ်မဲနိုင်ရတယ်လို့ပဲလေဒါတကယ်ပဲမှန်တယ်ကျွန်တော်ကအရင်တော့ mouse တစ်ခုဝယ်တော့အဆင်ပြေခဲ့တဲ့အတွက်ကြောင့်ကျွန်တော်ကငါဝင်ဖြစ်မှာပဲဆိုတဲ့သဘောကပ်ပြီးတော့သွားတာကန်ကောင်းလို့ပေါ့နော်အခုလိုအချိန်ကြီးကြုံနေဟိုဆိုင်ရှင်ကလည်းသဘောကောင်းတယ်ကျွန်တော်ကောင်းကောင်းမွန်မွန်ပဲဟိုလဲပေးလိုက်တယ်ဆိုတော့ကျွန်တော်တို့နည်းနည်းလေး happy ending လေးဖြစ်သွားတာပေါ့နော်ဒါလေးကိုကျွန်တော်တစ်ချက်ပြောပြတာဖြစ်ပါတယ်အဲ့တော့အတွေ့အကြုံသင်ခန်းစာအနေနဲ့ကတော့ဒီအဟောင်းဈေးမှာဝယ်တယ်28လမ်းလိုဟာမျိုးမှာဈေးဝယ်တယ်ဆိုလို့ရှိရင်ဘာမှမမျှော်လင့်တာအကောင်းဆုံးပဲဖြစ်ပါတယ်ဆိုလိုချင်တဲ့သဘောကမမျှော်လင့်တဲ့အခက်အခဲတွေမမျှော်လင့်တဲ့ကိစ္စတွေအဲ့ဒါကြီးကြုံလာတဲ့အခါကျရင်ကိုယ်အရန်ကိုစိတ်ပင်ပန်းမှာဖြစ်ပါတယ်မနေ့ကဆိုလို့ရှိရင်ကျွန်တော်တော်တော်လေးစိတ်ပင်ပန်းပြီးတော့စိတ်ညစ်ညူခဲ့ရတယ်ပေါ့နော်အခုတော့အဆင်ပြေသွားပြီဖြစ်ပါတယ်နော်ဒါလေးကိုကျွန်တော် sharing လုပ်ပေးတာဖြစ်ပါတယ်အားလုံးပဲအတွေ့အကြုံကိုသူဒါလေးရရှိသွားမယ်လို့ကျွန်တော်ယုံကြည်ပါတယ်ကျေးဇူးပါနော်